ပဲမင်္ဂလာပါမိဖြစ်ပါတယ်မိရဲ့ YouTube channel လေးရနေပြီးတော့အားလုံးပြန်ပြီးကြိုဆိုလိုက်ပါတယ်မိအရင်နေ့တွေကဂျပန်စာရဲ့အခြေခံကြားတဲ့အရာတွေဖြစ်တဲ့ဟီရာကာနာခတာခနာပြီးတော့ဒကူဟန်ဒကူယောအွန်တုခုရှုအွန်အစရှိရဲ့ဇာရဲ့အခရာတွေနဲ့အတန်ထွက်ပုံထွက်နည်းအတန်ပေါင်းကိုသင်ကြားပေးသွားတဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးကနေစပြီးတော့ဂျပန်စာရဲ့လွယ်ကူတဲ့ဝေါဟာလာတွေအချို့ကိုပြပြချင်းစီပြပြပေးသွားချင်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကတော့ဂျပန်လူမျိုးရက်သက်တစ်ပတ်ကိုဘယ်လိုပြောရလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ကြားပေးသွားချင်ပါတယ်ဂျပန်လူမျိုးရက်သက်တစ်ပတ်ဘယ်လိုမျိုးပြောရလဲဆိုတာမသိသေးရင်တော့ဒီဗီဒီယိုလေးအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်။ဆိုရင်တော့စလိုက်ကြအောင်။ပထမဆုံးတစ်ခုကတော့တနင်္လာနေ့ပေါ့နော်။တနင်္လာနေ့ကိုဂျပန်လူဘယ်လိုမျိုးခေါ်မလဲ။月曜日月曜日火曜日火曜日水曜日水曜日木曜日木曜日金曜日金曜日土曜日土曜日日曜日日曜日နေ့လာနေ့တောက်ကြနေကိုတော့ဟဲဂျစ်လို့ခေါ်ပါတယ်ဟဲဂျစ်ဆိုတာကတော့ပုံမှန်ဂျားရည်ပဲဖြစ်ပါတယ်။ပြီးနေနေ့ချီရောပြီးတော့ရှူမတ်လို့ခေါ်ပါတယ်ရှူမတ်ဒီကဘာနေလဲဆိုတော့မေးချင်ရင်ဘယ်လိုပြောမလဲအဲ့ဒါဆိုရင်တော့နန်ယောဘီဒက်စကာနန်ယောဘီဒက်စကာနန်ဆိုတာကじゃဘာလဲဆိုတဲ့အဓိပ္ပာယ်နဲ့ယောဘီဆိုတာနေပဲဖြစ်ပါတယ်ဒက်ဆိုတာကကြတော့ statement ဖြစ်ပြီးတော့ကာဆိုတာကကြတော့မေးမြန်းတဲ့ခါတုံးတဲ့ question word ပဲဖြစ်ပါတယ်နန်ယောဘီဒက်စကာဒါဆိုရင်ဒီနေ့ဆိုတာဘယ်လိုပြောမလဲဒီနေ့ဆိုတာကို今日လို့ပြောပါတယ်ဒါဆိုရင်မနေ့ကဆိုတာကို昨日လို့သုံးပါတယ်ဒါဆိုရင်တနေ့ကおとといဒါဆိုရင်မနေ့ပြင်ဆိုတာကိုတော့明日လို့ခေါ်ပါတယ်တပတ်ခါဆိုတာကြတော့明後日ဖြစ်ပါတယ်ဆိုရင်ဒီနေ့ကဗုဒ္ဓဟူးနေ့လို့ပဲထားလိုက်တော့今日は水曜日です今日は水曜日ですဒီနေ့ကဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်ဒါဆိုရင်မနေ့ကဘာနေ့လဲမနေ့ကဆိုတော့昨日は火曜日です昨日は火曜日ですမနေ့ကအင်္ဂါနေ့ဆိုရင်တနေ့ကဘာနေ့ဖြစ်မလဲတနေ့ကတနေ့လာနေ့ဖြစ်မှာပေါ့အဲ့ဒါဆိုရင်တော့おとといは月曜日ですおとといは月曜日ですဒါဆိုရင်တော့ဒီနေ့ကဗုဒ္ဓဟူးနေ့ဖြစ်တယ်ဆိုရင်မနက်ဖြန်ကကြာသပတေးနေ့ဖြစ်မယ်明日は木曜日です明日は木曜日ですဒါဆိုရင်တပတ်ကဆိုရင်ဘာဖြစ်မလဲတပတ်ကတောက်ကြနေပဲဖြစ်မှာပေါ့အဲ့ဒါဆိုရင်明後日は金曜日です明後日は金曜日ですဆိုရင်ဂျပန်လူမျိုးအားလိုက်ရကိုဘယ်လိုခေါ်လဲယာဆူမီနိုဟီဒါမှမဟုတ်ရင် Q လို့ခေါ်ပါတယ် Q ကများတော့ပြေစာရေးသားဒီမှာသုံးလေးရှိပဲယာဆူမီနိုဟီကတော့စကားပြောတဲ့အချိန်တွေမှာသုံးထားရှိပါတယ်ဆိုရင်အများပြည်သူရုံးပိတ်ရက်ကိုဂျပန်လိုဘယ်လိုပြောကြမလဲအများပြည်သူရုံးပိတ်ရက်ကိုတော့ဂျပန်လူမျိုး祝日လို့သုံးပါတယ်။မြန်မာဆိုရင်ဆဲချင်းの日ဆိုတဲ့အရွယ်ရောက်သူများနေဟုတ်ရင်ကလေးများနေ9လပိုင်း9ရက်နေကလေးများနေအဲ့လိုမျိုးတွေက祝日အနီရောင်ရက်ပဲဖြစ်ပါတယ်။အဲဆိုရင်တော့ဒီဗီဒီယိုလေးကဂျပန်လူမျိုးရက်သက်တစ်ပတ်တွေကိုဘယ်လိုပြောရလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ကြားပေးသွားတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်။ Bye bye